2026အောက်ကုတ်လတင်းင်းတနွေသားသမီးများအတွက်တလစာဟောစာတမ်းဖြစ်ပါတယ်။ဒီလမှာတင်းင်းတနွေသားသမီးများအနေနဲ့ဥဆောင်နိုင်စွမ်းနဲ့တာဝန်ယူမှုတွေပြမာတဲ့အချိန်ကာလဖြစ်ပါတယ်ရှင်။မိမိ၏စိတ်ဓာတ်ခိုင်မာမှုကြောင့်ခက်ခဲတဲ့စင်ခေါ်မှုတွေကိုအောင်မြင်စွာကျော်လွှားနိုင်ပြီးလူစိမ်းတွေရဲ့အကူအညီမဆမှုများကြုံရတတ်ပါတယ်ရှင်။စီးပွားရေးနဲ့အလုပ်အကိုင်မှာခါကြတော့ဒီလအတွင်းမှာစီးပွားရေးလုပ်ငန်းများတိုးချဲ့ခြင်းရင်းနှီးမြှုပ်နှံမှုများအတွက်ကံကောင်းတဲ့လလို့လည်းပြောလို့ရပါတယ်။ငွေကြေးအဝင်တွက်တော်လဲပဲခရီးစရိတ်နဲ့တာရေးနာရေးစရိတ်များတောင်မမျော်လင့်ပဲကုန်ကျစရိတ်များရတတ်ပါတယ်။ဝန်ထမ်းများမကင်းရမကင်းကြောင်လူများဤပွတ်တိုက်မှုကိုခံရတတ်တော်လဲမိမိရဲ့ကျွမ်းကျင်မှုကြောင့်ဓာထူးတိုးခြင်းတို့မဟုတ်တာဝန်အတစ်တွေကိုအနှင်းခံရနိုင်ပါတယ်ရှင်။အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြတော့မိမိထဲအသက်အရွယ်ကြီးတဲ့သူကုန်တိတ်ခါကြီးတဲ့သူဤစိတ်ဝင်စားမှုကိုခံရတတ်ပါတယ်။မေတ္တာရေးတွင်အလင်းစလိုမဆုံးဖြတ်ဘဲနဲ့အချိန်ယူပြီးလေ့လာရန်လိုအပ်ပါတယ်ရှင်။အိမ်ထောင်ရှင်များအနေနဲ့ခါကြတော့အသေးအဖွဲကိစ္စလေးတွေကနေရန်ဖြစ်တတ်တဲ့ဖြစ်တဦးနဲ့တဦးအလျှော့ပေးတီးခံရန်လိုအပ်ပါသည်။ကျမ်းမာရေးမှာခါကြတော့တွေးတိုးနှလုံးပတ်သက်သောယောဂဝေဒနာခေါင်းကိုက်ခြင်းစက်တော်သက်ခြင်းများကိုတတိပြုပါပူလွန်ခြင်းတို့မဟုတ်ရာသီဥတုကြောင့်အဖျားယောဂခရုစိုက်ပါရှင်ဒီလမှာကံကောင်းစေတဲ့အယောင်ခါကြတော့အနီရောင်ရွှေဝါရောင်လိမ္မော်ရောင်တို့ဖြစ်ပြီးတော့ကံကောင်းစေတဲ့ကဏ္ဍခါကြတော့316ဖြစ်ပါတယ်ရှင်ရမယ်ရတရာတွေခါကြတော့တနင်းတနွေနက်နဲ့မှာဖျားမှာအုံနို့စွမ်းတို့မဟုတ်အုံနို့ခောက်ဆွဲလူတန်းပြီးတော့လိုရာစုတောင်းပါရှင်